ထိုင်းရောက်တာတနေ့လောက်ကြာပြရနဲ့ရာလိုကြီးစင်ပြီးတော့ဆိုတာကတကယ်ရောဖြစ်နိုင်ပါမလားကျွန်တော်ဆိုရင်ထိုင်ရောက်နေတာ၄နှစ်ဝန်းကျင်လောက်ရှိပြီဒါပေမဲ့ဘာမှအများကြီးမပြောင်းလဲလာသေးဘူးလို့ကိုယ်ခံစားရတယ်တကယ်ရောတစ်နှစ်အတွင်းမှာအားလုံးအဆင်ပြေပြီးသားကြသွားဖို့ဆိုတာကကဲလက်တွေ့တိတ်တော့မလွယ်ကူလောက်ဘူးလို့ထင်တယ်တရားမဝင်အောက်လန်နေလာတဲ့သူတွေကြတော့အလုပ်လုပ်ဖို့အတွက်ထောက်ထားတွေလောက်ရကြတော့မယ်တကယ်လက်ထဲမှာစုမိဆောင်ရှိပြီးတော့ရောက်လာတဲ့သူတွေကြတော့ထောက်ထားလုပ်ဖို့ကိုပူပန်ရမရှိပြီမဲ့တိုးတွေနဲ့ချီပြီးတော့ထိုင်ရောက်လာတဲ့သူတွေကြတော့တရားတက်ကိုထပ်ပြီးပူပန်ရပြန်တော့မယ်ဗျာတိုးတွေကထပ်ပြီးရှိနေအောင်မယ်ချိုးတချို့တော့ကျွန်တော်တို့နောက်မှလည်းရောက်လာတယ်ဒါပေမဲ့ကျွန်တော်တို့တက်မြန်မြန်ဆန်ဆန်ပို့ပြီးတော့အစင်ပြေသွားတဲ့သူတွေတွေ့လို့ရှိရင်ကျွန်တော်တို့စိတ်တကြရလို့ရှိမယ်ဗျာတကယ်ကလူတစ်ယောက်နဲ့တစ်ယောက်ကပတ်ဝန်းကျင်ချင်းလည်းမတူဘူးသိပညာချင်းလည်းမတူဘူးအလုပ်ကောင်ရသွားတဲ့သူတွေကြတော့ပိုပြီးမြန်မြန်ဆန်ဆန်အဆင်ပြေသွားနိုင်တယ်ဘာမှကျွန်တော်တို့ရှင်းနေဖို့မလွယ်ဘူးသူများတွေဘာတွေဖြစ်နေပြီငါကြတော့ဘာမှဖြစ်သေးဘူးဆိုပြီးတော့ကျွန်တော်တို့စိတ်တကြနိုင်ဖို့မလိုအပ်ဘူးဗျာကျွန်တော်တို့ဘာဖြစ်ချင်လဲဆိုတော့ကျွန်တော်အတီးဆုံးအဲတော့ကျွန်တော်တို့ဆက်ပြီးတော့စူးစမ်းလို့ရတယ်ဆက်ပြီးတော့လုပ်လို့ရတယ်